大家好，အားလုံးပဲမင်္ဂလာပါရှင်ရွှမ်း Chinese Corner နဲ့ကြိုဆိုပါရစေ။ဒီနေ့တော့ရွှမ်းက HSK4 ခိုးရီကိုအမှတ်များများနဲ့အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အကြောင်းကို share လုပ်မှာဖြစ်ပါတယ်။ရွှမ်း2024မှာ HSK4 ဖြေတော့ဒီမှာခိုးရီက85မှတ်နဲ့အောင်ခဲ့တာဖြစ်ပါတယ်။အဲ့တော့ခိုးရီ85မှတ်ဆိုတာတော်တော်များရတယ်ပါတယ်ပေါ့နော်။ရွှမ်းမဖြေခင်တော့ဆိုရင်တခြားဟာတွေကတော့ကိုအောင်မယ်ဆိုတော့ကိုကျင်းတည်ပြီးရ။ဒါပေမဲ့ခိုးရီမအောင်မှာခိုးရီကြမှာတော့အရင်ကြောက်ခဲ့တာပေါ့နော်။အဲ့ခိုးရီကိုအကြောက်ဆုံးပဲပေါ့နော်ဒါမဲ့လည်းရွှမ်းဘယ်လိုတွေလေ့ကျင့်ခဲ့လဲဆိုတဲ့အကြောင်းပြပြပါပဲအဲ့လိုသာလေ့ကျင့်လို့ရှိရင်တကယ်ကိုခိုးရီကတေချာပေါက်အောင်ပါပါပြီးတော့အမှတ်ကောင်းကောင်းလေးရနိုင်ပါတယ်ပထမဆုံးအနေနဲ့ရွှမ်းခိုးရီအတွက်ဒီစာအုပ်ကိုသုံးပါတယ်ဒီစာအုပ်ကတော့သူက HSK ခိုးရီအတွက်ခိုးရီကိုမှကျုံးကြည့်ပေါ့နော် intermediate level အတွက်ကိုပဲတီးတန့်ထုတ်ထားတဲ့စာအုပ်ဖြစ်ပါတယ်သူကကြတော့ကျုပ်စာအုပ်ဆိုင်နေတိုင်းမှာလည်းအကုန်ဝယ်လို့ရတယ်ပေါ့နော် PDF file လည်းရှိပါတယ်ဒီစာအုပ်အတွက် audio file ဆိုလို့ရှိရင်လည်း Google က website ဒီမှာရှာလို့ရပါတယ်အဲ့တော့အဲ့ဒီစာအုပ်ကိုသုံးပါတယ်အဲ့ဒီစာအုပ်ထဲမှာသူကမေးခွန်းအစုံလိုက်ပါတယ်နောက်ပြီးတော့လို့ရှိရင် example အဖြေပုံစံလေးတွေဘယ်လိုဖြေရမလဲပြီးတော့ဘာတွေကိုအဓိကထားပြီးတော့ view စိုက်ရမလဲအဲ့လိုမျိုးလေးတွေပါတယ်ပေါ့နော်အဲ့တော့အဓိကအပြင်ခိုးရီတုံးကြီးပဲခိုးရီမှာပေါ့နော်အဓိကအပြင်၃ပိုင်းရှိတယ်ပထမဆုံးဟာကကြတော့天后复数天后复数ကကြတော့သူကစာချောင်းတစ်ချောင်းပြောရင်ကိုကတစ်ချောင်းလိုက်ပြောတာအဲ့ဒါကတော့ဒီခိုးရီပေါ့နော် intermediate level မှာအလွယ်ဆုံးလို့ပြောလို့ရတယ်စာချောင်းတစ်ချောင်းကိုကိုကလိုက်ပြောရုံပဲအဲ့ဒါတော့ဘာတွေလေ့ကျင့်ရမလဲဘာတွေလေ့ကျင့်ရမလဲဆိုရင်တော့ဒီစာအုပ်ထဲမှာအဲ့လိုမျိုးစာသားလေးတွေပါပြီးသား10ချောင်းတို့ချောင်း20တို့ပေးထားတဲ့ audio file လေးလည်းပါတယ်အဲ့ဒါကိုကိုကနားထောင်ပြီးတော့လိုက်ပြောကြည့်ရပြီနောက်ပြီးတော့ဖတ်စာအုပ်ထဲက textbook တွေသွေးဝတွေကိုကိုကတစ်ချောင်းနားထောင်ပြီးသွေးဝကိုခဏရပ်ထားလိုက်ပြီးတော့နောက်ပြန်ပြောကြည့်ကိုကပြီးနောက်တစ်ချောင်းနားထောင်နောက်ပြန်ပြောကြည့်အဲ့လိုမျိုးလေ့ကျင့်ရင်းနဲ့ပဲဒီစာကြောင်းတစ်ချောင်းပြန်ပြောတာပေါ့နော်အဲ့ဒါကအေးစစ်စစ်ဖြစ်သွားလိမ့်မယ်ပေါ့နော်အဲ့လောက်ကြီးမခက်ဘူးသူကအလွယ်ဆုံးပဲပြီးတော့သူကလေအတိတ်ပဲလဲနားလည်စီရမလို့ကိုကဖင်းအတန်ကိုတေချာမှတ်မိပြီးတော့စိတ်ထဲမှာမှတ်ထားနိုင်ရင်တေချာပေါက်ကိုပြန်ပြောနိုင်တယ်ဒါကတော့အောင်မှတ်ပြီးတာအဲ့တော့အဲ့မှာကဆောင်းပွဲမှာ10ချောင်းဖြေရတယ်အဲ့တော့10ချောင်းဖြေအဲ့ဒါလုံးဝ10ချောင်းလုံးအပိုင်ရတင်တယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ကတော့နောက်တစ်ပိုင်းမှာဖြစ်တဲ့ခန့်သူရှောဝခန့်သူရှောဝရဲ့သဘောကတော့ဒီလိုပုံလေးတွေအဲ့ဒီပုံလေးတွေကိုကြည့်ပြီးတော့ကိုကအဲ့ဒီပုံနဲ့ပတ်သက်တဲ့အကြောင်းအရာကိုအမြင်နဲ့2မိနစ်ပြောရတာဖြစ်ပါတယ်အဲ့တော့ HSK ခိုးရီဖြေတဲ့အခါတတိထားမယ့်အချက်က2မိနစ်ဆိုရင်2မိနစ်မပြည့်ပဲနဲ့ရက်သွားတာမျိုးမလုပ်ရပါဘူးအဲ့တော့ရက်သွားလို့ရှိရင်အမှတ်ကအရန်လျော့ပါတယ်เนาะအဲ့လိုမျိုးနဲ့ပဲပေါ့နော်ကြာကြတာမျိုးတွေရှိရပေါ့နော်အဲ့တော့2မိနစ်ဆို2မိနစ်အပြည့်ပြောနိုင်ရမယ်ကိုက2မိနစ်ကြားထဲမှာရက်သွားတာမျိုးအတန်မပါတာမျိုးပြီးရင်ပြောပြီးသားစာကြောင်းတွေကိုထပ်ပြန်ပြောတာကိုကဒီတစ်ကြောင်းပဲစဉ်းစားမိပြီးအဲ့တစ်ကြောင်းကိုပဲ2ခေါက်3ခေါက်တည်းပြန်ပြောတာအဲ့လိုမျိုးတွေပြီးသွားလို့ရှိရင်စဉ်းစားတဲ့အတန်ပေါ့နော်အင်းတို့အန်တို့အဲ့လိုမျိုးပေါ့နော်စဉ်းစားတဲ့အမေလေးအတန်မျိုးတွေအဲ့လိုအတန်မျိုးတွေက recorder ထဲမှာပါမသွားဘူးအရေးကြီးရပေါ့အဲ့တော့အဲ့ဒီခန့်သူရှောဝကိုဘယ်လိုလေ့ကျင့်လို့ရမလဲဆိုရင်ကိုကပုံတစ်ပုံကြည့်မယ်အဲ့ဒီပုံလေးတွေကလေဒီခိုးရီခုနပြောတဲ့ခိုးရီစာအုပ်ထဲမှာလည်းအများကြီးပါတယ်အဲ့ဒီကပုံလေးတွေကိုလည်းကြည့်လို့ရတယ်နောက်ပြီးတော့လို့ရှိရင်ဒီ YouTube မှာလည်းအဲ့ဒီပုံအစ်စ်ကလေးတွေရှာလို့ရတယ်။ तू ကလောဒီပုံတွေမှမဟုတ်ဘယ်ပုံပဲဖြစ်တက်ပုံတစ်ပုံဆိုတာနဲ့ကိုအဲ့ဒါလေ့ကျင့်လို့ရပြီ။ तू ကပုံတစ်ပုံကြည့်မယ်ပုံတစ်ပုံကြည့်ပြီးတော့ပထမအဆုံးအချက်အဲ့ပုံထဲမှာဘာတွေမြင်ရလဲအဲ့ဒီတစ်ချက်အဲ့ဒါကိုစဉ်းစားမယ်။ဘာတွေမြင်ရလဲပြီးရင်ဒီပုံကဘယ်အချိန်ဖြစ်လောက်လဲအချိန်ဘယ်နေရာဖြစ်လောက်လဲနေရာ။အဲ့ဒီလူတွေလှုပ်ရှားမှုဘာတွေလုပ်နေကြတာလဲ။အဲ့တော့အဲ့ဒါတွေအကုန်လုံးကလေကိုကအဲ့ဒါယူနည်းနည်းလေးစဉ်းစားနေကြမလို့ဒါကကိုယ့်ရဲ့အမြင်ကိုပဲပြောရမှာဥပမာလူ3ယောက်ထိုင်နေတယ်မြင်သူတို့လူ3ယောက်ထိုင်နေကြတယ်ထိုင်နေလို့မြင်ကိုထိုင်နေတယ်လို့ပြောလိုက်ပေါ့နော်သူတို့2ယောက်စကားပြောနေသူတို့3ယောက်စကားပြောနေကြဟုတ်ပြီစကားပြောတယ်ဘာအကြောင်းပြောလဲကိုကြိုက်တယ်လို့ထည့်သွားလို့ရတယ်ဒါကကိုယ့်ရဲ့အတွေးအမြင်ပဲနော်ကိုယ့်ရဲ့အတွေးအမြင်ကိုစနစ်စီပြီးတော့2မိနစ်ခန့်ပြောရုံပဲဖြစ်တဲ့ကြောင့်မလို့ကိုယ့်ဘာသာကိုစိတ်ထဲမှာရှိတဲ့အတိုင်းဒီပုံတစ်ပုံမြင်လိုက်တာနဲ့ငါကိုယ်စိတ်ထဲမှာဘလို့တွေးမိလဲအဲ့တွေးမိတဲ့အတိုင်းကို2မိနစ်ပြောရုံပဲအဲ့တော့2မိနစ်ပြောဖို့အတွက်ကတော့ကိုကနော်ရွှမ်းလုတ်တော့ပါဘောနော်ရွှမ်းအမြင် recorder ထဲမှာအမြင်သွင်းထားတာ recorder ကိုဖွင့်ထားတယ်ပြီးတော့2မိနစ်အတီကိုပြောတယ်အဲ့တုန်းကတော့ကိုကြီးကအဲ့လောက်မကောင်းတဲ့ဖြစ်တယ်လက်တန်းမပြောနိုင်ဘူးအဲ့ဒီပုံကိုကြည့်ပြီးတော့အရင်ဆုံးပြင်ဆင်လိုက်သေးရပေါ့နော်အရင်ဆုံး9မိနစ်10မိနစ်လောက်ပေါ့နော်အဲ့ဒီဟာနဲ့ပတ်သက်ပြီး guideline လေးတွေနော်ကိုယ်စိတ်ထဲမှာပြောချင်တဲ့ဟာလေးတွေနည်းနည်းချရေးလိုက်တယ်ချရေးပြီး recorder ထဲမှာ2မိနစ်ပြောင်းအတန်တွင်းတယ်တွင်းပြီးတော့အဲ့ဒီပုံကို2ခေါက်3ခေါက်လောက်ကြီးပြန်ပြီးတော့ပြောကြည့်ရဲချောอ่ะအဲ့လိုမျိုးပြောတယ်အဲ့လိုပြောပြီးတော့ shrunk က substate သမားဖြစ်တဲ့ကြောင့်မလို့ကိုယ်စစ်ပေးမယ်လို့မရှိဘူးဒီခိုးကြီးထဲမှာသုံးထားတာတွေကမှန်လားကိုပြောတဲ့ပုံစံမှန်လားမှားလားဆိုတော့စစ်ပေးလို့မရှိတဲ့အတွက်ကြောင့် shrunk က ChatGPT ကိုသုံးပါတယ် ChatGPT ကအရန်အသုံးဝင်နေပေါ့နော် ChatGPT တဲ့ကိုသွားပြီးတော့အဲ့ဒီမှာလဲ record ကိုအဲ့ဒီမှာပဲ ဖိပြီးတော့ record ကို2မိနစ်စာပြောပြလိုက်တယ်ပြောလို့ရှိရင် तू ကအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ဘယ်နေရာမှာဘယ်စလုံးကိုသုံးရင်ပိုကောင်းတယ်ခိုးရီမှာဆိုဒါမျိုးလေးတွေကပိုသုံးတယ် HSK4 level အဆင့်ဆိုရင်ဒါမျိုးလေးတွေပိုသုံးသင့်တယ်ဆိုပြီး तू ကတစ်ခုချင်းစီပြင်ပေးသွားတယ်အဲ့ဒီပြင်ပေးတဲ့အတိုင်းကိုပဲကိုက
ပေါ့နော်ထပ်ပြီးတော့2ကြိမ်3ကြိမ်လောက်လက်ကျင်တယ်အဲ့လိုမျိုးနဲ့ပုံတစ်ပုံစီကိုအဲ့လိုမျိုးသွားတယ်နေ့တိုင်းရောအနည်းဆုံးတစ်ပုံဒါမှမဟုတ်2ပုံနေ့တိုင်းလက်ကျင်သွားဖို့လိုပါတယ်ခိုးရီကဆမဘီကနေတစ်ပတ်အလိုမှလည်းထားလို့မရဘူးเนาะ9ရက်အလိုမှလည်းထားလို့မရဘူး10ရက်အလိုမှလည်းထားလို့မရဘူးဖြေကနေ2လ3လလောက်အလိုတွေကနေပြီးတော့နေ့တိုင်းအဲ့လိုပုံမှန်လက်ကျင်သွားဖို့လိုပါတယ်အဲ့ဒါဆိုလို့ရှိရင်တော့ကို result ကောင်းကောင်းရမယ်ပေါ့နော်နောက်တစ်ပိုင်းကတော့ဝိတာ1 T ပေါ့နော်ဝိတာ1 T ကလည်းခန့်တူရှုံးဟာနဲ့နည်းနည်းတူတယ်သူက2မိနစ်ပဲပြောရတာပေါ့နော်အဲ့တော့2မိနစ်ပြောတဲ့အခါမှာကိုကဝိတာ1 T ရဲ့သဘောကကြတော့သူကခေါင်းစဉ် topic တစ်ခုပြီးမယ်အဲ့ topic တစ်ခုကိုနောက်မှာဝိရှမတော့အမြဲပါတတ်တယ်။ဘာကြောင့်လဲပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးကိုက2မိနစ်ပြောနိုင်ရမယ်။အဲ့တော့အဲ့ဒီဝိတာ1 T ဆိုလို့ရှိရင်လည်းခုနပြောတဲ့စာတော်မှာဝိတာ1 T sample မေးခွန်းတွေပေါ့နော်မေးနိုင်ကြီးရှိရမေးခွန်းပုံစံတွေအများကြီးရှိရအဲ့ဒါတွေကိုလေ့ကျင့်လို့ရတယ်ပြီးသွားရင်ရွှမ်းတော့ကကြတော့ရွှမ်းကဖတ်စာအုပ်ထဲ textbook ကိုကြည့်လိုက် textbook ထဲမှာသူ့ရဲ့ပေါ့နော်အခန်းခေါင်းစဉ်နဲ့ဆိုင်တဲ့ဟာဥပမာအခန်း1 HSK4 အခန်း1ဆိုရင်ကြံတန်းတဲ့爱情အဲ့တော့ကြံတန်းတဲ့爱情ဆိုကိုယ့်ရဲ့爱情ပေါ့ကိုကဘယ်လိုမြင်လဲကိုဘယ်လိုမျိုး爱情မျိုးသဘောကျလဲအဲ့လိုပုံစံမျိုးပေါ့နော်အဲ့လိုမျိုးခေါင်းစဉ်ပေါ့နော်တွေးဝနဲ့အဲ့ဒီတွေးဝအခန်းခေါင်းစဉ်နဲ့ပေါ့နော်မေးနိုင်ရရှိတဲ့ပေါ့နော်အဲ့ဒီဝိတာဝက်ဒီပုံစံမျိုးလေးတွေပြင်ဆင်သွားတယ်2မိနစ်စာပြင်ဆင်တယ်ခုနလိုမျိုးပဲ ChatGPT ကိုတွားပြီးတော့2မိနစ်စာကိုကပြောတယ်ပြောလို့ရှိရင် तू ကအမှားမှန်ပြင်ပြီးတယ်အဲ့ကြလို့ရှိရင်သူစီကနေကိုကကိုယူစကားပြောတဲ့ဟာကိုအဲ့ဒါလေးတွေအစားထိုးပြီးတော့2မိနစ်စာကြီးပြောသွားတယ်ပြောပြီးရင်ရွှမ်းကအမြဲတမ်းအဲ့လိုပြောပြီးတော့သွင်းထားတဲ့ record တွေအကုန်လုံးကို recorder တွေမှာဒီလိုမျိုးပေါ့နော်တန်းစီပြီးတော့ထည့်ထားပြီးတော့လို့ရှိရင်ကိုအားတဲ့အချိန်ကြာလို့ရှိရင်အမြဲပြန်နှားထောင်တယ်ပြန်နှားထောင်ပြီးတော့ပြန်ပြီးတော့နားထောင်ပြီးတော့ကိုဘယ်နားလေးတွေဘယ်လိုပြောရင်ပိုကောင်းမလဲပေါ့အဲ့လိုမျိုးနဲ့ပြန်ပြီးတော့ကိုပြောတဲ့စကားတွေကိုလည်းကိုပြန်ပြီးတော့အမြဲနားထောင်ပြတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေလုပ်ကြည့်လို့ရတယ်အဲ့တော့ ChatGPT ကိုသုံးတဲ့အခါမှာလဲပေါ့နော်ကိုကကောင်းတဲ့ဘက်ကသုံးပေါ့နော်ကိုဘာမှမစင်စားဘဲနဲ့ကိုယ်တိုင်ဘာမှမပြောဘဲနဲ့ ChatGPT ကိုသွားပြီးတော့ဒီကောင်းစင်နဲ့ပတ်သက်ပြီး2မိနစ်ထုတ်ပေးပါအဲ့လိုတော့သွားမလုပ်နဲ့အဲ့လိုလုပ်လိုက်လို့ရှိရင်ဒါ ChatGPT ရဲ့စကားဖြစ်နေမှာဖြစ်တဲ့အတွက်ကိုခေါင်းထဲမှာလည်းမစွဲဘူးကိုယ့်ရဲ့အပြောစွမ်းရည်လည်းတိုးတက်မှာမဟုတ်ဘူးကိုကအရင်ဆုံးပြောပြီးတော့မှကိုယ့်ရဲ့အတွေးမြင်ကိုယ်စိတ်ထဲမှာတွေးမိတဲ့ပုံစံတိုင်းပြောထားတဲ့ဟာကို ChatGPT ကိုပိုကောင်းအောင်ပြင်ခိုင်းအဲ့လိုမှသာလျှင်ကိုယ့်ရဲ့ speaking skill ပို့ပြီးတော့တိုးတက်မှာပေါ့နော်ကိုယ့်တက်ပို့ပြီးတော့အကျိုးရှိမှာအဲ့လိုမျိုးနဲ့အဓိကကျတော့ speaking ကများလေ့ကျင့်ဖို့လိုပါတယ် consistency ရှိဖို့လိုတယ်နေ့တိုင်းလေ့ကျင့်ဖို့လိုတယ်နေ့တိုင်းနီးပါပေါ့နော်ကိုမအားရင်တော့မှအချိန်ပေးပြီးတော့ပေါ့နော်ဒီနေ့ကိုနိုင်ဝက်ဆိုနိုင်ဝက်တစ်နာရီဆိုတစ်နာရီအဲ့လိုမျိုးပုံမှန်လေ့ကျင့်သွားမယ်ကိုပြောတဲ့စကားကိုလည်း record သွင်းပြီးတော့ပြန်နှားထောင်မယ်အဲ့လိုမျိုးအမြဲလုပ်သွားမယ်ဆိုလို့ရှိရင်เนาะဆောင်းပွဲကြလို့ရှိရင်ကိုကဖြေနိုင်သွားတယ်ပြီးတော့ဆောင်းပွဲကြဖြေနိုင်ဖို့ကလည်းရွှမ်းပြင်ဆင်သွားတယ်အများကြီးရွှမ်းအဲ့တုန်းကဝိတာ1 T ဆိုရင်အပုတ်150 200နီးပါးပြင်ဆင်တယ်ဟဲ့လူရှော့ရတယ်ဆိုလဲအဲ့လောက်ပဲပြင်ဆင်သွားတယ်အများကြီးပြင်ဆင်သွားတယ်ဒါပေမဲ့အဲ့ဒီအပုတ်တွေပါလာလားဆိုတော့ဆောင်းပွဲမှာမပါလာပါဘူးဒါပေမဲ့လည်းရွှမ်းဖြေနိုင်တယ်ဘာလို့ဖြေနိုင်တာလဲဆိုတော့ရွှမ်းဒီရှိမှာအပုတ်200နီးပါးကိုလက်ကျင့်ခဲ့တယ်အပုတ်200နီးပါးကိုအများကြီးပြောပြီးလက်ကျင့်နဲ့နားထောင်ခဲ့တယ်အဲ့ဒီလိုလက်ကျင့်ခဲ့တဲ့ရလက်အနေနဲ့ရွှမ်းဆောင်းပွဲမှာအဲ့ဒီအပုတ်တွေကိုမြင်တာနဲ့ကိုစဉ်းစားနိုင်ပြီးတော့ပြောနိုင်ပြီးဖြေနိုင်တာပေါ့နော်အဲ့ဒါကြောင့်ကိုကအဲ့ဒီပေါ့နော်ခိုးရီမှာမေကုန်းအပုတ်တိုးဖို့ကတော့မျှော်လင့်လို့မရပါဘူးဘာသာစကားတစ်ခုဖြစ်တဲ့အတွက်မေးနိုင်တဲ့မေကုန်းတွေဆိုအများကြီးရေတွက်လို့တော့မရဘူးအဲ့တော့တိုးဖို့ဆိုတာမျှော်လင့်လို့မရဘူးဒါပေမဲ့လည်းကိုကတကယ်လို့အများကြီးလေ့ကျင့်သွားတယ်ကို့မှာအလေ့အကျင့်သာရှိမယ်ဆိုရင်ဆောင်းမွေးကအဲ့ဒီအချိန်တိုးလေးအတွင်းသူက10မိနစ်ပဲပြင်ဆင်ချိန်ပေးတာပေါ့နော်အဲ့ဒီခန့်တူရှောက2ပုတ်အတွက်နဲ့ဝိတာဝတီ2ပုတ်အတွက်4မိနစ်ကို10မိနစ်ပဲပြင်ဆင်ချိန်ပေးတယ်အဲ့ဒီ10မိနစ်ပြင်ဆင်ချိန်ကိုတိတိကျကျပြင်ဆင်နိုင်ပြီးတော့ကောင်းကောင်းမွန်မွန်ကိုပြောနိုင်မှာဖြစ်တယ်ပေါ့နော်ပြီးတော့ကိုအမြဲပြောနေကြဖြစ်လို့ရှိရင်ကိုကစိတ်ထဲကနေပြီးတော့အလိုလိုတွေးမိရယ်ဒီကောင်းစဉ်တစ်ခုလာတာနဲ့ဘယ်လိုပြောလိုက်ရင်ကောင်းမလဲဘယ်လိုစာကြောင်းလေးသုံးတင်လဲအဲ့လိုမျိုးစိတ်ထဲကနေအမြဲတွေးမိရယ်ပါဇက်ကနေချက်ချင်းထွက်လာတယ်เนาะအဲ့တော့ကိုဘာသာကိုစိတ်လှုပ်ရှားနေရင်တောင်မှအဲ့လိုမျိုးပြောနိုင်တယ်ပေါ့နော်အဲ့တော့ပြောချင်တာအရေးကြီးဆုံးကတော့ HSKK ခိုးရီကိုเนาะဆောင်းဝဲအတွက်ဆိုရင်ပြင်ဆင်ဖို့ကအဓိကအရေးကြီးပါတယ်များလေ့ကျင့်ပါများပြောပါအဲ့ဒါဆိုရင်ဆောင်းဝဲကြရင်ပို့ပြီးတော့ပေါ့နော်ပြောထွက်တယ်ပို့ပြီးတော့ရလက်ကောင်းတွေရမယ်ပေါ့နော်ဒါကတော့ Shanti တလောက်ခိုးရီနဲ့ပတ်သက်ပြီးတော့မျှဝေ sharing လုပ်ပေးတာဖြစ်ပါတယ်ရှင်အဲ့ဒါကြောင့်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်အားလုံးကြိတ်ကြပါ